ရင်ဆိုင်ပါအခက်ခဲတွေနဲ့တွေ့တဲ့အခါနောင်တစ်ချိန်မှာကိုဘယ်လိုအခက်ခဲတွေကိုရင်ဆိုင်ခဲ့ဘူးကြောင်းပြောပြနိုင်တာပေါ့အနိုင်ယူပါအခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါနောင်တစ်ချိန်မှာအခက်ခဲတွေကိုဘယ်လိုနည်းနဲ့အနိုင်ယူခဲ့ဘူးကြောင်းပြောပြနိုင်တာပေါ့ဒီစောက်ပါအခက်ခဲတွေကြောင့်ဘဝပြည့်ရတဲ့အခါနောင်တစ်ချိန်မှာတက်စီပြင်းကျဲနေတဲ့ကျိုးကျင်မှုနေတဲ့ကိုရီမန်းချက်တွေကိုဘယ်လိုပြန်လဲတိစောက်ခဲ့ရကြောင်းပြောပြနိုင်တာပေါ့စိတ်အားတင်းပါကိုအင်ကိုအားနဲ့ကိုဘဝကိုတယောက်တည်းထူမရတဲ့အခါနောင်တစ်ချိန်မှာပြိုလဲတော့မဲ့ကိုစိတ်တကူဘယ်လိုအားမွေးခဲ့ရကြောင်းပြောပြနိုင်တာပေါ့ကိုခြေထောက်အပေါ်မက်မက်ရက်ပြီးကိုနှာခေါင်းနဲ့အသက်ရှူရတဲ့ဘဝကိုညနိုးပါကိုယ်တိုင်တိစောက်ထားတဲ့ဘဝသာဘယ်လောက်ပဲတင်းငင်နေပါစေဂုဏ်ယူပါကိုစွမ်းနိုင်တော့ရခဲ့တဲ့ပိုင်ဆိုင်မှုအပေါ်ရောင်းရဲတင်းတိမ်ပါမျောလင်းချက်ဆိုတဲ့တစ်ပင်ကိုစိုက်ပါအားငယ်စိတ်ဆိုတဲ့ဆွန်းကိုနှုတ်ပက်ပါစိတ်တခွန်အားဖြစ်စေမဲ့ဘဟုတုတွေကိုမိဝဲပါဘဝရဲ့နေ့ရက်တိုင်းကိုနောင်တကင်းဝေးစွာနဲ့ဖြစ်တမ်းပါ